အားလုံးပဲမင်္ဂလာပါ KN Basic English Online Class ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့သင်ခန်းစာမှာတော့ demonstrative pronouns လို့ခေါ်တဲ့ခေါင်းစဉ်လေးကိုရှင်းပြပေးသွားပါမယ်ဆိုတော့ demonstrative pronoun ကပါလဲသူ့ရဲ့အဓိပ္ပာယ်လေးကိုကြည့်မယ်နော်အရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြတဲ့နေရာမှာသုံးတဲ့နာမ်စားပေါ့နော် pronoun ဆိုတာကနာမ်စားလေနော်မနေ့ကဗီဒီယိုထဲမှာရှင်းပြထားတယ် demonstrative pronoun demonstrate လုပ်တယ်ဆိုတာဖော်ပြတယ်အရာဝတ္ထုပစ္စည်းတွေကိုညွှန်ပြဖော်ပြတဲ့နေရာမှာသုံးတဲ့နာမ်စားကို demonstrative pronoun လို့ခေါ်တယ်ဟုတ်ပြီသူရဲ့စကားလုံးလေးတွေကပါလဲကြည့်အောင် this that these those မြန်မာလိုဆိုရင်တော့ this ဤအရာ that ထိုအရာthese ဤအရာများ those ထိုအရာများဆိုပြီးမှလေးလုံးရှိပါတယ်ဇာတ်ကွက်လေးနဲ့ရှင်းရှင်းလင်းလင်းပြောပြပေးရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အနီးမှာရှိတဲ့ singular အနည်းလည်းဖြစ်မယ်ဆိုရင် this this ကိုသုံးရပါမယ်ကိုယ့်ရဲ့အဝေးမှာရှိတဲ့အနည်းဖြစ်မယ်ဆိုရင်တော့တစ်ခုအတွက်ဖြစ်မယ်ဆိုရင်တော့ that that ကိုသုံးရပါမယ်ကိုယ့်ရဲ့အနီးမှာရှိတဲ့ plural အများအတွက်ဖြစ်မယ်ဆိုရင်ပစ္စည်းနှစ်ခုသုံးခုအလိုဖြစ်မယ်ဆိုလို့ရှိရင်တော့ these နဲ့သုံးရမယ်ကိုယ့်ရဲ့အဝေးမှာရှိတဲ့ plural အများအတွက်ဖြစ်မယ်ဆိုရင် thos those ကိုသုံးရပါမယ်ဆိုတော့မြင်သာထင်သာအောင်အနီးအဝေးပြောပြပေးမယ်နော်ဆိုတော့ this နဲ့ that ကအနည်းအတွက်သုံးတာလို့ခုနပြောပြပေးတယ်ဒီကွာဝေးကိုကြည့်မယ်ဆိုရင်စာအုပ်ကတော့တအုပ်ထဲကွာဝေးက this ကနီးတယ်that ကဝေးတယ် now these နဲ့ those အများအတွက်သုံးတဲ့ဟာဆိုလို့ရှိရင်တော့စာအုပ်တွေကအများကြီးဖြစ်တယ်ကိုယ့်ရဲ့အနီးမှာဆိုရင်တော့ these ကိုယ့်ရဲ့အဝေးမှာဆိုရင်တော့ those နဲ့သုံးရပါမယ် books စာအုပ်များပေါ့နော် sentence တစ်ခုတည်ဆောက်မယ်ဆိုလို့ရှိရင်တော့ demonstrative pronoun နဲ့တွဲသုံးရတဲ့ verb က verb to be ဖြစ်ပါတယ်ဆိုတော့ verb to be ကိုကြည့်ကြည့်ရအောင် verb to be ဆိုတာဘာလဲသူ့ရဲ့အဓိပ္ပာယ်ကရှိချင်းဖြစ်ချင်းကိုပြောတဲ့အခါ subject ရဲ့အနောက်မှာသုံးတယ်ပုံမှန်အားဖြင့် subject ရဲ့အနောက်မှာသုံးတယ် subject ဆိုတာက sentence တစ်ခုရဲ့အစမှာရှိတဲ့ noun ကိုပြောတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့သင်ခန်းစာမှာတော့သူက subject ရဲ့အရှိမှာရှိမယ်နော်ဒါဦးနောက်ကြရင်ပြောပြပေးမယ် so verb to be ကဘာတွေလဲကြည့်ရအောင် am is are was were ဆိုတဲ့အင်္ဂလိပ်စကားလုံး၅လုံးဖြစ်ပါတယ်so verb to be ကိုဇာတ်ကွက်နဲ့ရှင်းပြပေးရမယ်ဆိုလို့ရှိရင်သူ့မှာအချိန်ကာလနှစ်ခုရှိရဲ့ယခုလက်ရှိပြစ္ဆုတ်ပံကာလနဲ့အတိတ်ကာလဆိုပြီးခွဲထားတယ် am နဲ့ is နဲ့ကအနည်းအတွက်သုံးပြီးတော့ are ကတော့အများအတွက်သုံးတယ်ပေါ့နော်လက်ရှိကာလအတွက် was နဲ့ were နဲ့ကကြတော့အတိတ်ကာလအတွက်သုံးပါတယ် was ကအနည်း were ကအများသုံးတယ်ကဲဒီနေ့သင်ခန်းစာရဲ့ demonstrative pronoun မှာကြတော့ demonstrative pronoun နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်တော့is နဲ့ are ကိုပဲတွဲသုံးရပါမယ် is ကအနည်းအတွက်ဖြစ်တယ်ဆိုတော့ this နဲ့ that နဲ့တွဲသုံးလို့ရတယ် are ကတော့အများအတွက်ဖြစ်တယ်ဆိုတော့ these နဲ့ those နဲ့စကားလုံးတွေနဲ့တွဲသုံးရတယ်ပေါ့နော်ဆိုတော့ demonstrative pronoun verb to be ရဲ့ sentence structure လေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ demonstrative pronoun ရဲ့ verb to be ရဲ့ article ရဲ့ noun ရဲ့လိုက်ရပါမယ်နော်အနည်းအတွက်ဆိုလို့ရှိရင်တော့ this နဲ့ that နဲ့ရှိမယ် this is a article a ဖြစ်ရင်မဖြစ် an ဘာဖြစ်လို့ဆိုတော့ तू ကတစ်ခုတစ်ကောင်တယောက်ဖြစ်တော့တကြောင်မလို့တစ်ခုတစ်ကောင်တယောက်ကိုပြတဲ့ article ကစကားလုံးကပါကိုပါမယ်เนาะပြီးတော့အနောက်မှာ noun ဒါဖြစ်ပါတယ်ဆိုတာပေါ့เนาะအဝေးအတွက်ဆိုလို့ရှိရင်တော့ that is a မဟုတ်ရင် an that is an noun ထည့်ပြောရမယ်အများအတွက်သုံးမယ်အနီးမှာဆိုလို့ရှိရင်တော့ these areအများဖြစ်တော့တကြောင်မလို့တစ်ခုတစ်ကောင်ကိုပြတဲ့ article ကထည့်စရာမလိုပါဘူးပြီးတော့အနောက်မှာ noun ထည့်ရပါမယ်အဝေးမှာဆိုရင်တော့ those are noun ထည့်ပြရပါမယ်ကဲ example လေးကြည့်အောင်ဆိုတော့အကွာဝေးကနီးရဲ့စာအုပ်ကတအုပ်တည်းဖြစ်တယ်ဆိုရင် this နဲ့လည်းစတယ်ဆိုတော့ဒီ sentence structure နဲ့သုံးရပါမယ် this is a noun အနောက်မှာ noun နေရာမှာဘာဝင်သွားမှာလဲ book ဝင်သွားမယ်ပေါ့နော်ဆိုတော့ sentence ကဘယ်လိုတည်ဆောက်လို့ရလဲ this is a bookမြန်မာလို့ဆိုရင်တော့ဤအရာဒီစာအုပ်တအုပ်ဖြစ်သည်ကဲနောက်တစ်ခုကကြတော့ a နဲ့မဟုတ်ပဲနဲ့ and နဲ့တွဲသုံးတဲ့ example လေးပေါ့နော် this is a apple လို့သုံးလို့မရတော့ဘူးဘာဖြစ်လဲဆိုတော့ apple က a e i o u နဲ့စတဲ့
နော်စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ apple e နဲ့စတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ ann ဆိုတဲ့ article နဲ့ပဲတွဲလို့ရမယ်ဒါဆိုရင် sentence ကဘာဖြစ်သွားမလဲ this is an apple e ရသည်ပန်းသီးတစ်လုံးဖြစ်သည်စကားလို့ဒီတိုင်းပဲပြောမယ်ဆိုလို့ရှိရင်တော့ဒါပန်းသီးတစ်လုံးပါအဲ့လိုပြောတာပေါ့နော်now example တစ်ခုကအဝေးအတွက်သုံးတာဖြစ်တယ်အဝေးအတွက်သုံးတယ်ဆိုရင်တော့ that's နဲ့သုံးရပါမယ်ဆိုတော့ that is ပြီးရင်တော့ article a မဟုတ်ရင် and ပြီးတော့ noun သုံးမှာပေါ့နော်ဆိုတော့ that is a book ထိုရသည်စာအုပ်တစ်အုပ်ဖြစ်သည်အဝေးအတွက်ပဲပန်းသီးအတွက်ဆိုရင် apple အတွက်ဆိုရင်တော့ that is an apple ထိုရသည်ပန်းသီးတစ်လုံးဖြစ်သည်အနီးအတွက်ပဲဒါပေမဲ့အများအတွက်ဆိုလို့ရှိရင်เนาะ article ပါသေးလားမပါတော့ဘူးเนาะ sentence ကဘယ်လိုဖြစ်သွားမလဲ these are books book မှာ noun မှာ s ပါမှရပါမယ်ဤအရာများသည်စာအုပ်များဖြစ်ကြသည်အဝေးဆိုလို့ရှိရင်ရောဘယ်လိုဖြစ်မှာလဲ sentence က those are books these နဲ့ those ပဲကွာသွားတယ်เนาะထိုအရာများသည်စာအုပ်များဖြစ်ကြသည် okay ဒါကတော့နောက်ဆုံး slide ပါဒီဇာတ်ကွက်လေးကိုကြည့်ပြီးတော့မှ12ကြောင်းလုပ်ရမယ်ပေါ့နော်ဆိုတော့အနည်းအတွက် this နဲ့ that ကိုသုံးပြီးတော့မှဒီ sentence structure ဒီစောက်လို့ရတယ်ဥပမာ this is a snake အဲ့လိုမျိုးမဟုတ်ရင်လေ that is a snake အများတော့သုံးမယ်ဆိုလို့ရှိရင်တော့အောက်ကအတိုင်းသွားမယ်ပေါ့နော် these are article မလို့ဘူးဆိုတော့ snakes these are snakes these are tables ဒါပေမဲ့ s တော့ပါရမယ်เนาะအများအတွက်ဖြစ်လို့ okay ဒီနေ့ကတော့ဒီလောက်ပါပဲနောက်နေ့သင်ခန်းစာမှာဆိုလို့ရှိရင် noun နဲ့ subject ရဲ့ object ရဲ့ရှင်းပြပေးတဲ့သင်ခန်းစာလေးကိုတင်ပေးပါမယ်ကျေးဇူးများကြီးတင်ပါတယ် see you in the next video bye bye